Every Sunday မှာပြတ်ကြတယ်ကျွန်တော်ရဲ့ညီကောင်မောင်များအတွက်အရန်ကိုတားရတယ်နေရာလေးတစ်ခုကိုမိတ်ဆက်ပေးမှာပါအဲ့ဒီနေရာကတော့ Lower Silester Reservoir Park လို့ခေါ်ပါတယ်။တော့ဟာလည်းအရန်နီးတယ်ပေါ့နော်။သူကကြတော့ MRT နဲ့လည်းနီးတယ်ကားနံပါတ်တိုင်စီရတယ်ရောက်ပြီပေါ့နော်။ဒါကတော့ကျွန်တော်အဲ့ဒီကိုကျွန်တော်နဲ့အတူခေါ်သွားပြီးမှဖြစ်ပါတယ်။အရန်ကိုလည်း agent နဲ့တကယ်ချင်းတွေနဲ့ gathering လုပ်ချင်တာပဲဖြစ်ဖြစ်အတူတူစားရတောက်ချချင်တာပဲဖြစ်ဖြစ်ပေါ့နော်။ကမ်းခြေပုံစံအတိုင်းပဲအရန်ကို agent ပြီးတော့မှ TikTok ဆောချင်တာပဲဖြစ်ဖြစ်အဲ့ဒီမှာသွားပြီးတော့မှအနားယူရတယ်ပေါ့နော်။ဒီဗီဒီယိုလေးကိုသွားချင်တဲ့သူတွေကဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအခုကတော့ကျွန်တော် Lower Silester Reservoir Park ကိုစဝင်တဲ့နေရာလေးကိုအစားဆုံးပြပေးတာပါဘယ်လိုသွားရမလဲဆိုတာကိုကျွန်တော်တစ်စိမ့်မင်းစီပြောတော့ပြပါမယ် MRT နဲ့ကတော့အရင်လေးပါတယ်ပေါ့နော်လမ်းလျှောက်သွားရင်လည်းရတယ်လို့ကားစီးမယ်ဆိုတော့ရှင်တော့2မှတ်တိုင်စီးရမှာဖြစ်ပါတယ်ဒီကကြတော့ဘယ် line မှာရှိတာလဲဆိုလို့ရှိရင်အနီရောင် line Cardiff MRT မှာရှိပါတယ် Cardiff MRT ကနေထွက်ပြီးဆိုတာနဲ့ကားနံပါတ်တိုင်စီးလို့ရှိရင်ကားဆင်းတာနဲ့အဲ့ဒီကိုရောက်ပါပြီဒါကတော့ကျွန်တော်တို့ Lower Silester Reservoir Park လို့ခေါ်ပါတယ်အခုကတော့ကျွန်တော် MRT ကိုစပြီးတော့မှပြတ်သွားမှာဖြစ်ပါတယ်အနီရောင် line မှာရှိတဲ့ Cardiff MRT ကနေပြီးတော့သွားမှာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ဘယ်ရသွားမလဲဆိုတော့အောက်ကိုဆင်းပြီးတာနဲ့ Exit A ကိုစပြီးတော့မှသွားရမှာပါExit A ကိုဆက်သွားပါမယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ food court ရလည်းရှိတယ် food shop ဆိုတဲ့ဆိုင်လေးလည်းရှိတယ်ပေါ့နော်စားတော့လည်းစားရကောင်းတယ်အခုကတော့ Exit A ကိုကျွန်တော်ပြထားတာပါ Exit A တိုင်းပြပေးရတယ်ဒီ food shop မှာကိုစားချင်တာတွေကိုဝယ်သွားလို့ရပါတယ်အစားတော့တွေကတော့ MRT မှာရှိတဲ့အတွက် MRT ကနေပြီးတော့တစ်ခါလေးဝယ်သွားပါ Exit A ကထွက်တာနဲ့ကျွန်တော်တို့ဒီမှာ food shop ဆိုတာလေးရှိရပေါ့နော်အဲ့ဒီကနေပြီးတော့ Cardiff MRT တွေက food shop ကနေပြီးတော့ကိုစားချင်တာတွေဝယ်သွားလို့ရတယ်ကျွန်တော်ကတော့ဒီမှာပန်တုံးပေါ့နော်ဒီမှာ drink ဝယ်သွားတယ်ပေါ့နော်အဲ့ရနေပြီးတော့လမ်းရဲ့ဟိုမျက်နှာချင်းဆိုင်ကိုကူးရမှာပေါ့နော်ကျွန်တော်လမ်းကူးတဲ့တရားလေးလည်းပြပေးပါမယ်ဒီမှာဆိုလို့ရှိရင်ဂျာယန်မားကတ်လည်းရှိရပေါ့နော်ကိုစားကျင်တဲ့အသီးတွေစားကျင်တာတွေရှိတရားနေဝယ်သွားလို့ရတယ်ဒီတရားလေးကနေပြီးတော့ကူးသွားမှာပေါ့နော်အဲ့ဒီဂျာယန်မားကနေထွက်လို့ရှိရင်ကျွန်တော်တို့ညာဘက်ပေါ့နော်ညာဘက်ကိုသွားတဲ့အခါမှာဒီတရားလေးရှိတယ်အဲ့ဒီတရားလေးကနေကူးသွားမှာဒီတရားလေးကနေပြီးတော့ဟိုမျက်နှာချင်းဆိုင်ကားဂိတ်ကိုသွားရမှာပေါ့နော်ဟိုကားကိတ်လေးကိုသွားပြီးတော့စီးရမှာပါအခုကတော့ဒီ Silester Reservoir Park ကိုကျွန်တော်ပထမဆုံးသွားတာဖြစ်တဲ့အတွက်ဘယ်လိုအခြေအနေရှိလဲတာယာလားထိုင်စရာနေရာရောရှိလားဆိုတာတော့ကျွန်တော်မသိသေးဘူးပေါ့နော်အဲ့ရောက်မှပဲကျွန်တော်ဗီဒီယိုလေးဆက်ပြီးတော့မှရိုက်ပေးပါမယ်အခုကတော့ကျွန်တော်ရှေ့မှာဆိုရင်ကားကိတ်ကိုရောက်ပြီပေါ့နော်ကားကိတ်ကိုရောက်ပြီဆိုတာနဲ့ကားနံပါတ် 117M ကိုစီးလို့ရတယ်လို့117ကိုလည်းစီးလို့ရပါတယ်ကားစီးရမှာ2မှတ်တိုင်ပဲစီးရမှာပေါ့နော်2မှတ်တိုင်ဆိုတော့ကြတော့ကျွန်တော်တို့ဒီမှာဆိုရင်block A16 ကိုဆင်းရမှာပေါ့နော် block A16 ကိုဆင်းပြီးတော့မှလမ်းကူးလိုက်လို့ရှိရင်ကျွန်တော်တို့သွားကျင်တဲ့ပန်းခြံကိုရောက်ပါပြီ။ဒီကတအားပူတာဖြစ်တဲ့အတွက်မျက်မှန်လေးတွေထီးလေးတွေတော့ယူသွားရမယ်ပေါ့နော်နေ့လည်သွားရဲဆိုလို့ရှိရင်ပုံထဲမှာကြည့်ရတာတော့တော်တော်လေးတာရတယ်ဟိုရောက်လို့ရှိရင်တော့ထိုင်စရာနေရာတွေလည်းအများကြီးရှိလိမ့်မယ်ထင်တယ်။ဆင်းရမယ့်ကားကြီးကတော့ block 186ပေါ့နော်အခုကတော့ကျွန်တော်2မှတ်တိုင်မြောက်ကိုဆင်းပြီးပါပြီ။ဆင်းပြီးတာနဲ့ကျွန်တော်တို့ကားဂိတ်ဘက်ကိုမျက်နှာကြည့်လိုက်မယ်ဆိုရင်ဘယ်ဘက်ချမ်းကိုသွားရမှာပေါ့နော်ဘယ်ဘက်ချမ်းကိုသွားမယ်ဆိုလို့ရှိရင်ဒီမှာဒီမှိုင်ပုံးလေးရှိတဲ့ဘက်ပေါ့နော်ဒီဘက်ကိုသွားမယ်ဆိုလို့ရှိရင်ဟိုမှာလမ်းကူးတဲ့နေရာလေးရှိရပေါ့နော်အဲ့ဒီကနေလမ်းကူးပြရနဲ့ကျွန်တော်တို့ဒီမှာ Lower Silester Park ကိုလှမ်းပြီးတော့မြင်နေရပါပြီမျက်နှာချင်းဆိုင်မှာပါလမ်းကူးပြီးတော့မှသွားလိုက်ရင်အဲ့ဘက်ကိုတန်းရောက်ပါပြီနော်လမ်းကြည့်ရတော့တအားတာရတယ်ဒီမှာဆိုလို့ရှိရင်တို့ရဲ့ဒါ Heritage Bridge ပေါ့နော်တရားလေးလည်းရှိတယ်အဲ့ဒီတရားလေးကိုကျွန်တော်ခဏနေရိုက်ပြပါမယ်ခုကတော့ဒီမှာကျွန်တော်လမ်းကူးတဲ့နေရာလေးကိုရောက်ပါပြီဒါလမ်းကူးလို့ရှိရင်တော့ကားတွေကိုတတိထားဖို့လိုပါတော့ဒီစိတ်မှကူးပါခဏတော့ကျွန်တော်ခဏဆင်းနေပါပြီအဲ့လမ်းကူးပြရမယ်ဟိုမှာရေပင်ကျဲကြီးကိုနှမ်းပြီးတော့မြင်နေရပြီပေါ့နော်တရားလေးလည်းမြင်နေရပြီပြီးလို့ရှိရင်ကျွန်တော်တို့ East Coast ကလိုပဲပေါ့နော်ကမ်းခြေမှာထိုင်လို့ပဲဘန်ဂလိုအိမ်လေးတွေလည်းဒီမှာမြင်နေရပြီပေါ့နော်အကျယ်တော့အကျယ်ကြီးပဲတငယ်ချင်းတွေနဲ့ဒီမှာအပန်းပြေမယ်စားတော့ကြမယ် TikTok တွေဆောကြမယ်ဆိုလို့ရှိရင်တော့တအားကောင်းတယ်ပေါ့နော်ဟေးခုနကတော့ကျွန်တော်မီးပွိုင်လေးကူးပြတာနဲ့ဒီမှာလှမ်းပြီးတော့မှမြင်နေရပြီပေါ့နော်ကိုတရားလေးကတော့သူတို့ရဲ့ဒါအရင်ကတည်းကစောက်ထားတဲ့တရားလေးလို့ပြရတယ်ပေါ့နော်တော်တော်လေးတာရတယ်ဒီနေရာလေးကတော့ပတ်စံလည်းအများကြီးမကုန်ဘူးပေါ့နော်ကျွန်တော်တို့ဒီ City Hall လာမယ်ဆိုလို့ရှိရင်အနီလိုင်းကိုစီးလာမှာပေါ့နော်အနီလိုင်းစီးလာပြီးတော့ကျွန်တော်တို့ Cardiff MRT ကိုဆင်းမယ်ဆင်းပြပြီးတဲ့အခါမှာကျွန်တော်လမ်းပြတယ်လို့ပေါ့နော် Exit A ရထွက်မယ်ဆိုလို့ရှိရင်ကား2မှတ်တိုင်စီးရတယ်ရောက်ပြီပေါ့နော်ခုကတော့ရောက်ပါပြီ
ဒီမှာဆိုလို့ရှိရင်စိုင်းပုတ်ကိုရောက်ပါပြီကျွန်တော်တို့ Google Map ရှာတဲ့လူတွေက Google Map လေးကိုရှာပြီးတော့မှလာပါဒီမှာရောက်ပါပြီပေါ့နော် National Park Lower Silister Reservoir Park ပေါ့နော်ဒီမှာလမ်းညွှန်လေးလည်းရေးထားတယ်ပြထားတယ်အကျယ်ကြီးပဲကျွန်တော်တို့ဟိုဘက်မှာလည်းထိုင်လို့ရတယ်ဒီမှာငါးများတဲ့သူတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ Sunday ဆိုတော့ကျွန်တော်တို့မြန်မာတွေလည်းအများကြီးရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာစပိန်တွေလည်းဟိုမှာဆိုလို့ရတယ်ဒီနေရာလေးကတော်တော်လေးတာရတယ်ဒီမှာလည်းကျွန်တော်တို့ထိုင်စရာနေရာတွေအများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ထိုင်ကုန်လေးတွေရှိတယ်ဒီကကျွန်တော်တို့ညနေခင်းဆိုလို့ရှိရင်မီးတွေနဲ့ကျွန်တော်တို့ရေတွေပန်းထွက်တဲ့နေရာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းပတ်ချာလဲပေါ့နော်ထိုင်စရာနေရာတွေအများကြီးရှိတယ်နောက်ပြီးတော့မိုးရွာတယ်ရင်လည်းမစိုးရင်ရဘူးပေါ့နော်ကျွန်တော်တို့ဟိုမှာဆိုရင်ဘန်ဂလိုအိမ်လေးတွေဒီမှာတန်းလိုက်ရရှိရပေါ့နော် toilet တွေလည်းရှိတယ်တကယ်ချင်းလာမယ်ဆိုလို့ရှိရင်တော့တော်တော်လေးတာရတယ်လို့ပြောလို့ရတယ်ဒီဘက်ဘေးကြီးလည်းတို့ထိုင်လို့ရတယ်ပေါ့နော်โอเคခဏနေအေးလို့ရှိရင်တော့ကျွန်တော်တရားဘော်ကိုတက်ပြပါမယ်ညဆိုလို့ရှိရင်ဒီနေရာရတအားမီးလင်းနေပေါ့နော်ဒီဟုတ်ပါပြီပတ်ချာလဲပေါ့နော်ထိုင်ကြနေရတဲ့အများကြီးရှိတယ်နောက်ပြီးတော့မိုးရွာတယ်ရင်လည်းမစိုးရင်ရဘူးပေါ့နော်ကျွန်တော်တို့ဟိုမှာဆိုရင်ဘန်ဂလိုအိမ်လေးတွေဒီမှာတန်းလိုက်ရရှိရပေါ့နော် toilet တွေလည်းရှိတယ်တကယ်ချင်းလာမယ်ဆိုလို့ရှိရင်တော့တော်တော်လေးတာရတယ်လို့ပြောလို့ရတယ်ဒီဘက်ဘေးကြီးလည်းတို့ထိုင်လို့ရတယ်ပေါ့နော်โอเคခဏနေအေးလို့ရှိရင်တော့ကျွန်တော်တရားဘော်ကိုတက်ပြပါမယ်ညဆိုလို့ရှိရင်ဒီနေရာရတအားမီးလင်းနေပေါ့နော်ဒီဟုတ်ပါဒီမှာကတော့လေလေးတွေဖြူတိုင်နေတာအရန်ကိုတိုင်ရပါတယ်အတွဲတွေဆိုလို့ရှိရင်လည်းချစ်သူလေးသားတွေဆိုလို့ရှိရင်နှစ်ယောက်ထိုင်ကုန်လေးရှိရပေါ့နော်ကျွန်တော်ကတော့တစ်ယောက်တည်းဆိုတော့သွားပြီးတော့မှမထိုင်တော့ပါဘူးဒီမှာတော့ရေလေးအကြီးစိမ့်နေရတယ်အောက်ကမျက်တွေမှမမြင်ရဘူးဒီတော့ဘောတော့ညနေဆောင်လို့ရှိရင်ပေါ့နော်တော်တော်ကိုလမ်းလျှောက်လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်ဒီမှာဆိုရင်ညနေဆောင်ပြီးတော့များတယ် exercise လုပ်ခဲ့သူတွေရောပြီးလို့ရှိရင်ပင်ငင်းခံတဲ့သူတွေရောပေါ့နော်ဒီမှာမြင်တယ်ညနေဆောင်ဆိုလို့ရှိရင်အခုဒီမှာဒီကားရဲ့တိုင်တွေမှာရှိတဲ့မီချောင်းလေးတွေကမီးတွေတားလင်းနေပေါ့နော်ကျွန်တော်ကတော့ညနေထိမနေတော့လည်းဆော့ပြီးတော့မှပြန်လာတဲ့အတွက်မီးတွေကတော့လောလောဆယ်မလင်းသေးဘူးပေါ့နော်ဒါဆိုတော့အခုဒီမှာညနေဆောင်လောက်ထိနေမယ်ဆိုလို့ရှိရင်တော့ဒီမီးတွေကတားလှတယ်ပေါ့နော်ညဆိုလို့ရှိရင်တက်ပုံတွေရလို့တားကောင်းတယ်ဒီမှာဆိုရင်မီချောင်းအကြီးကြီးတွေပေါ့နော်